င်္ဂလာပါကျွန်တော်တိမ်ပိုက်ပါဒီပညာခီးတဲ့အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့အားလုံးခုတလို့ပြောနေကြတဲ့ ChatGPT တို့ AI တို့ရဲ့မူလဘူတာလွန်ခဲ့တဲ့နှစ်ပေါင်း80အချိန်ကိုပြန်သွားကြည့်အောင်ပါစပစ္စည်းတွေကလူတွေလိုတကယ်ပဲတွေးနိုင်ကြသလားပေါ့နော်ဒီမေခွန်းကို1950ခုနှစ်မှာစတင်မေးမြန်းခဲ့တဲ့ပါရမရှင်တယောက်ရှိတယ်သူကတော့ Alan Turing က limitation gain လို့ခေါ်တဲ့စံတက်ချက်တစ်ခုတင်ပြခဲ့အခုခေတ်မှာတော့ဒါတွေကို Turing test လို့လူသိများကြတာပေါ့စိတ်ဝင်စားစရာကောင်းတာအဲ့ဒီအချိန်မှာ DTO တွေကိုစမ်းသပ်ဖို့ခွင့်ပြုတာဆိုတော့ကောင်းကောင်းမရှိကြသေးပါဘူး။ Turing ကစစ်သွေးကစားတဲ့နည်းစနစ်တွေကိုသူ့ရဲ့ဟိုနှောင်းနဲ့စာရွက်တွေပေါ်မှာ algorithm တွေချရေးတွက်ချက်ခဲ့တာ။တနည်းပြောရရင်တော့သူကိုယ်တိုင်ကမ္ဘာပထမဦးဆုံးလူသားကွန်ပျူတာအဖြစ်လှုပ်ဆောင်ခဲ့တော့1956ခုနှစ်ရဲ့နွေရာသီမှာတော့တမိုင်းဝင်ဖြစ်ရည်တစ်ခုဖြစ်သွားခဲ့ပါတယ်။ American ပြည်ထောင်စုက Dartmouth College မှာထိပ်သီးပညာရှင်တွေစုဝေးခဲ့ကြတယ်။အဲ့ဒီပွဲမှာပဲJohn McCarthy ဆိုတဲ့ပုဂ္ဂိုလ်ကနေတော့ Artificial Intelligence AI ဆိုတဲ့စကားလုံးကဘာမှပထမဦးဆုံးအကြိမ်စတင်သုံးနှုန်းပြီးအမည်ပေးခဲ့ပါတယ်။အဲဒီတုန်းကပညာရှင်တွေကအရန်တက်ကြွနေခဲ့ကြတာပါ။နောက်နှစ်20နေဆက်တွေကလူလုံးနိုင်တာတွေအကုန်လုံးနိုင်ကြလိမ့်မယ်လို့တော့မှကြုံရခဲ့ကြတော့အဲ့ဒီအချိန်မှာ Logic Theory ဆိုတဲ့ program သင်္ချာပု္ပ္ပစာတွေကိုလူတွေထက်မြန်အောင်တော့တွက်ပြနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်မို့အားလုံးက AI မှာကြာခဲ့မှာကဘာကြီးကိုစိုးမိုးတော့မယ်လို့ထင်ခဲ့ကြတာပါ1960ပြည့်နှစ်တွေထဲရောက်လာတဲ့အခါမှာတော့ပိုပြီးအံ့ဩစရာတွေဖြစ်လာတယ် Alexa Alexa လို့ခေါ်တဲ့ကဘာပထမဦးဆုံး chatbot ပေါ်လာတယ်သူကစိတ်ယောဂကူဆရာဝန်တူလို့ဟန်ဆောင်ပြီးစကားပြောပေးတာပါထူးခြားတာလူတွေက Alexa စိတ်ယုံမှန်သိနေရင်လည်းတော့မှသူ့ရင်ဖွင့်တိုင်နေကြတာပါပဲဒါကို Alexa effect လို့ခေါ်တာနောက်ပြီးတော့အသားအဆီးတွေကိုရှောင်ပြီးတော့သူ့ဟာသူလမ်းလျှောက်ပြတဲ့ shaky လို့ခေါ်တဲ့စက်ရုပ်ကြီးတရုပ်ကလည်းလူတွေကိုအံ့အားသင်လေခဲ့ပါတယ်။မျောလင်းချက်တွေကအရန်ကြီးသွားခဲ့သလား1980ပတ်ဝန်းကျင်မှာတော့အခက်အခဲတွေအစလာပါတယ်။အဲ့ဒီခေတ်ကကွန်ပျူတာတွေကအခုခေတ်ကျွန်တော်တို့လက်ကင်ဖုန်းတွေရဲ့တန်းပေါင်းများစွာပုံတစ်ပုံလောက်တော့မှစမ်းဆောင်ရင်မရှိပါဘူး။ဘာသာပြန်တဲ့နေရာမှာလည်းအလွယ်လွယ်ချောချောတွေအများကြီးဖြစ်နေတာပါ။ဥပမာThe separatist wailing စိတ်တော့ရှိပါရဲ့ဆိုတဲ့စကားလုံးရုရှားဘာသာပြန်ခိုင်းတဲ့အချိန်မှာအရက်ကကောင်းတယ်ဆိုပြီးမှအတိတ်ပဲလွဲကုန်တာမျိုးပေါ့ဒါကြောင့်ယင်းနှီးမြုပ်နှံတဲ့လူတွေကစိတ်ပြက်လာပြီးတော့ငွေကြေးထောက်ပံ့မှုတွေကိုရင်ဆိုင်လိုက်တယ်ဒါကို AI ရဲ့ပထမဦးဆုံးဆောင်းရသည် AI winter လို့ခေါ်ကြတယ်ဒါတော့1950ကနေတော့1980ကြားထိ AI ရဲ့အစောပိုင်းအသက်အကျအရှိဆုံးခရီးစဉ်တစ်ခုပါဒီအကန့်အသတ်တွေရှိနေပေမဲ့အဲ့ဒီခေတ်ရဲ့အုံမြစ်တွေကဒီနေ့ခေတ်ကျွန်တော်တို့သုံးနေတဲ့နည်းပညာရဲ့အသက်သွေးကြောတွေတော့ဖြစ်လာခဲ့တာပါနောက်ပတ်မှာတော့1980ကျော်ကာလ AI တွေဘယ်လိုပြန်လဲနိုးထလာတလဲဆိုတော့ဆက်လက်နားဆင်ကြရအောင်ပါနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တိမ်ပိုက်ပါ